2012အနတ္တအဆုံးအမများပညာမိုးဓမ္မာရိအခင်သီလအကတဘာဝတရားရဲ့တဘာဝတရားရိပ်တာတရားဓမ္မများတက်ကြီးရွယ်ဦးများလူမမာဒုက္ခတွေများဤမိခိုအားထားရာဖြစ်သောအများအကျိုးအချိန်ပြည့်ဆောင်ရွက်နေသောအားလုံးအတွက်တဘာဝတရားရိပ်တာအမှတ်45လေးလွာ45လမ်းဖုန်း298196တန်လင်းဖျားကုန်းတဘာဝတရားရိပ်တာချက်ခောက်ဖျားနှင့်တာဝတက္ကသိုလ်ကြားဖုန်း309ခွန်33မြ33ခွန်36 309ခွန်31 93 369ဆရာတော်ဥဒ္ဓမတာရဖုန်း309 53 85 212ဆရာဦးကျော်ဆန်းဖုန်း309ခွန်33 6149ဆရာမချင်းမြတ်နုဖုန်း309 5194 986ဘာဦးကျော်အေးမာမီဒေါခင်ဆွေဦးဖုန်း309 859 5599 309 523 1616လောကကြီးဤအကြီးမားဆုံးသောလိုအပ်ချက်များကိုတစ်ခုပြီးတစ်ခုအမြဲမပြတ်ဖြည့်ဆည်းပေးနေသောတဘာဝတရားရိပ်တာလောကကြီးပဲလောကဓာတ်တွေပဲကိုယ်အကျိုးပဲအများအကျိုးပဲလောကဓာတ်အကောင်းဆိုးတွေပဲဆိုတဲ့စုပ်ကိုင်ညှိတွယ်မှုကင်းကင်းနဲ့လောကအကျိုးအများအကျိုးကိုအချိန်ပြည့်ဆောင်ရွက်နေသောနေရာလောကကြီးတွင်အမတန်လိုအပ်နေသောဆွလွတ်နိုင်စွမ်းအားအဆုံးရှုံးခံနိုင်စွမ်းအားမှန်မှန်ကန်ကန်နားလည်နိုင်စွမ်းအားကောင်းမှုကုသိုလ်ပြုလုပ်နိုင်စွမ်းအားတိုးတက်မြင့်မားလာစေရန်လေ့ကျင့်ပေးနေသောနေရာနားလည်နိုင်စွမ်းအားမြင့်မားတိုးတက်လာစေဖို့အတွက်နားထောင်ဖို့လိုအပ်သောတရားများဖတ်ဖို့လိုအပ်သောတရားစာများမပြတ်ဟောကြားရေးသားဖြန့်ဝေပေးနေသောနေရာကုသိုလ်ကောင်းမှုပေါင်းစုံမပြတ်ပြုလုပ်ရနေရာကောင်းကျိုးပေါင်းစုံတို့မပြတ်ဖြစ်ပေါ်အကျိုးပေးရနေရာကုသိုလ်ကောင်းမှုအမျိုးမျိုး၏အကျိုးကျေးဇူးများကိုလက်တွေ့စမ်းသပ်ဖော်ထုတ်အသုံးချရနေရာကုသိုလ်ကောင်းမှုကိုလွတ်လွတ်လပ်လပ်အကန့်အသတ်မရှိပြုလုပ်ခွင့်ပေးထားသောနေရာအမျိုးမျိုးသောကုသိုလ်အကုသိုလ်အကျိုးပေးများကိုရည်တွယ်မှုအစွဲကင်းကင်းနဲ့တွေ့ကြုံယုံတတ်တဲ့တွေ့ကြုံအသုံးချယုံတတ်တဲ့အသုံးချတတ်စေဖို့အပြည့်အဝကူညီလေ့ကျင့်ပေးနေသောနေရာလှုပ်လို့မဝပြောလို့မဝစားလို့မဝမျောလင်းလို့မဝယူလို့မဝအစရှိတဲ့လောကီမဝပြဿနာမျိုးစုံကိုအပြီးပြတ်ဖြေရှင်းပေးနေသောနေရာငါသူတစ်ပါးယောက်ျားမိန်းမပုဂ္ဂိုလ်တ attva အစွဲကြီးနေမှုမှလူငယ်ချမ်းသာခွင့်ရဖို့အပြည့်အဝကူညီပေးနေသောနေရာအခက်အခဲများအဆင်မပြေမှုများကိုအခွင့်အရေးအဖြစ်အပြည့်အဝအသုံးချတတ်အောင်လေ့ကျင့်သင်ကြားပေးနေသောနေရာမတူညီတာအချင်းချင်းအစဉ်ပြေပြေပူးပေါင်းနေထိုင်ဆောင်ရွက်တတ်စေဖို့လေ့ကျင့်ပေးနေသောနေရာရက်အကန့်အသတ်မရှိအချိန်ပြည့်ဖွင့်လှစ်သည့်ရိပ်တာဖြစ်ပါသည်ဆွမ်းစိတ်ပေးရန်မလိုပါအသက်အရွယ်ကျန်းမာရေးအခြေအနေနှင့်လူမျိုးဘာသာလူဒန်းစားကန့်သက်ချက်မရှိပါရိပ်တာဘက်ကကန့်သက်ချက်မရှိသလိုကိုယ့်ဘက်ကတစ်ဖက်သက်ကန့်သက်ထားတာတွေကိုစွန့်နိုင်ပါလဲဘုရားခင်းတဲ့ပါရမီလမ်းအစစ်ကိုရှောက်နိုင်ပါလိမ့်မည်ဆောင်ရန်အမှန်သိရမယ်အမှားပြင်ရမယ်စုပ်ကိုင်မှုဤတွယ်မှုကင်းရမယ်ဆွတ်လွတ်ရရမယ်ဆွတ်လွတ်ရမယ်ဘာဖြစ်နေတယ်ဆိုပြီးမစုပ်ကိုင်ထားရဘူးလောကကြီးပဲလောကဓာတ်တွေပဲလောကဓာတ်အကောင်းဆိုးတွေပဲဆိုပြီးမစုပ်ကိုင်မညှိတွယ်စေပဲလောကအကျိုးကိုပြည့်စုံအောင်ဆောင်ရွက်နိုင်ဖို့ကြိုးစားရမယ်အမှန်တရားပြဿနာဆိုတာအလုပ်ကိုတိတိကျကျလုပ်တတ်စေဖို့အတွက်အသုံးချစေရပဲဥစ္စာပြောက်တာတော့ခံနိုင်ရင်မရှိရင်အသက်ပြောက်ရင်ပူဆိုးမှာပေါ့
တဏှာကြီးလေတယ်ပြတ်တယ်ဆိုတာလောဘဒေါသမောဟကဖန်ဆင်းထားတဲ့အမှန်တရားပါပဲသာဝဏီကျမ်းမာရေးချွတ်တဲ့တာကိုအဓိကထားနေတာကအတိညာဉ်ချွတ်တဲ့နေလို့ပဲတယောက်ကောင်းကိုအဓိကထားတာတဲ့အများနည်းတူအများနဲ့တပြေးညီအများနဲ့ရောပြီးကောင်းတာမျိုးကိုပိုအဓိကထားပါလောကီလုတ်တွေကလောကကြီးကိုနိုင်ဖို့တလောကလုံးကိုနိုင်တာတော့စိတ်ကိုမနိုင်သေးပါဘူးတရားတကယ်လို့ရင်စိတ်ကိုပါနိုင်တယ်စိတ်ကိုနိုင်ရင်အကုန်နိုင်တာပဲကုသိုလ်ကောင်းမှုအလုပ်ကိုတကယ်လုပ်ရင်ဆဆအရာရာအဆင်ပြေတယ်၃လမ်းမဆုံးနဲ့မျက်စိကို၃မျက်မြင်မှလမ်းမဆုံးနဲ့နားကို၃နားကြားမှလမ်းမဆုံးနဲ့ဘဝကို၃ငါသူတစ်ပါးယောက်ျားမိန်းမဆိုတဲ့တတ်မှတ်ချက်တွေမှလမ်းမဆုံးနဲ့ကျမ်းမာခြင်းမကျမ်းမာခြင်းကို၃ကျမ်းမာတာမကျမ်းမာတာမှလမ်းမဆုံးနဲ့စိတ်ကို၃စိတ်တည်ငြိမ်တာမတည်ငြိမ်တာမှလမ်းမဆုံးနဲ့တည်ဉာဏ်ကို၃နားလဲတာနားမလဲတာမှလမ်းမဆုံးနဲ့အချိန်ကာလဆိုတဲ့အကန့်အသတ်ကလွန်မြောက်ဖို့အချိန်ကိုသုံးတာဖြစ်မှအချိန်မှလမ်းမဆုံးမှမှန်တယ်မိဝဲခြင်းမမားစေဖို့အစင်းအတန်အနံ့အရတာအတွေ့အထိသိစရာတွေကိုမိဝဲနေမှုအစားဒါနသီလဘာဝနာကောင်းမှုကုသိုလ်တရားတွေကိုမိဝဲပါအပြစ်မကင်းတဲ့လောကီအပျော်ပါးတွေကိုစွန့်ပြီးအပြစ်ကင်းတဲ့ကောင်းမှုကုသိုလ်တရားနဲ့ဝိပျော်တတ်အောင်ကြိုးစားရမယ်လောကီအကောင်းတွေကအဆုံးရှိအကန့်အသတ်ရှိတဲ့အတွက်အကောင်းစစ်မဟုတ်ဘူးကျမ်းမာတာချမ်းသာတာပညာတတ်တာအနိုင်ရတာစတဲ့လောကီတတ်မှတ်ချက်အတာရတာတွေမှာလမ်းမဆုံးပဲကိုလိုသူလိုမစွမ်းဆောင်နိုင်တာကိုစွမ်းဆောင်နိုင်တာအစစ်ဖြစ်ဖို့ကြိုးစားရမယ်စားထိုးလောက်ကင်ခြင်းမလုံးမဖြစ်ဆိုပြီးမဖြစ်ဖြစ်အောင်လုပ်နေတဲ့လောကီအလုပ်တွေနေရာမှာကောင်းမှုကုသိုလ်အလုပ်ကိုအစားထိုးရမယ်ပူပန်စရာတွေမြင့်ဖြောက်ထားနိုင်တာကျော်ရှင်ခြင်းအစစ်မဟုတ်ပဲလောကီထုံတန်းစင်လာပူပန်စရာအလုပ်တွေနေရာမှာကုသိုလ်ကောင်းမှုအလုပ်တွေကိုအစားထိုးနိုင်မှပျော်ရွှင်ခြင်းအစစ်ဖြစ်မယ်အကြောင်းအကျိုးပြည့်စုံတဲ့အကြောင်းပြည့်စုံတဲ့အကျိုးမပြည့်စုံတဲ့အကြောင်းမပြည့်စုံတဲ့အကျိုးအကန့်အသတ်ရှိတဲ့အကြောင်းတရားကိုလုပ်ရင်အကန့်အသတ်ရှိတဲ့အကျိုးတရားတာဖြစ်တယ်လွန်မြောက်တဲ့အကြောင်းတရားကိုလုပ်နိုင်မှလွန်မြောက်တဲ့အကျိုးတရားဖြစ်မယ်မဖြစ်နိုင်ဘူးလို့ဆွဲနေတော့လဲမဖြစ်ဘူးပေါ့နားမလည်ဘူးဆိုပြီးဆွဲနေတော့လဲနားမလည်ဘူးပေါ့အဆွဲဖြုတ်နိုင်ရင်တော့ဖြစ်တယ်နားလည်တယ်ကောင်းမှုကုသိုလ်တရားကိုမပြတ်ကြိုးစားပြုလုပ်နေခြင်းအဖြစ်အကုသိုလ်မတရားကင်းစင်သွားစေရမယ်ဒဏ်ခံနိုင်ဖို့အရေးကြီးခြင်းအကြောင်းအမှားနဲ့ပတ်သက်ပြီးအမှားဒဏ်အများနဲ့ပတ်သက်ပြီးအများဒဏ်အကောင်းနဲ့ပတ်သက်ပြီးအကောင်းဒဏ်အဆိုးနဲ့ပတ်သက်ပြီးအဆိုးဒဏ်ခံနိုင်စေဖို့ကြိုးစားရမယ်မကောင်းထင်တာတောင်မခံနိုင်ရင်တကယ်မကောင်းဖြစ်ရင်ပိုမခံနိုင်ဖြစ်မှာပေါ့မကောင်းဒဏ်တောင်မခံနိုင်ရင်အကောင်းဒဏ်ဆိုပိုမခံနိုင်ဖြစ်မှာပေါ့အဟုတ်ထင်ညှိတွယ်မှုမကင်းလို့မခံနိုင်ဖြစ်တာဒီခြင်းတရားကိုအဟုတ်ထင်ညှိတွယ်မှုကင်းမှအသက်ဆုံးရှုံးတဲ့ဒဏ်ကိုတကယ်ခံနိုင်တာဖြစ်မှာညှိတွယ်မှုမကင်းတာပြဿနာအစစ်သေတာမသေးတာကပြဿနာမဟုတ်သေတာမသေးတာကိုညှိတွယ်မှုမကင်းတာကပြဿနာအစစ်ကျမ်းမာတာမကျမ်းမာတာကပြဿနာမဟုတ်ကျမ်းမာတာမကျမ်းမာတာကိုညှိတွယ်နေမှုကပြဿနာအစစ်သတ်မှတ်ချက်တွေကိုအဓိကထားနေတာကပြဿနာအစစ်ပြဿနာမဟုတ်တာကိုပြဿနာလုံးနေမှုအမှားကိုပြုပြင်နိုင်မှပြဿနာကင်းတာအစစ်ဖြစ်မယ်မှားတာမှန်တာကိုအဓိကထားနေမှုကိုမစွန့်နိုင်တာကအမှားမှန်ပြဿနာမကင်းစေတဲ့အကြောင်းတရားပါပဲစိတ်ရဲ့သဘောကတော့တည်ငြိမ်လိုက်မတည်ငြိမ်လိုက်ယုံကြည်လိုက်တန်တရားဖြစ်လိုက်ပါပဲဆန့်ကျင်ဘက်ဒီသဘောတွေကိုမခံနိုင်ရင်ပြဿနာခံနိုင်ရင်ပြဿနာမဟုတ်ပါဘူးစိတ်ရဲ့သဘောကကောင်းကောင်းဆိုးဆိုးပျက်စီးမှာပဲပျက်စီးစရာတွေတုံးနေတာကိစ္စမရှိပါဘူးအပျက်စီးမခံနိုင်တာကပြဿနာခံနိုင်ရင်ပြဿနာမဟုတ်ဘူး
ဖြစ်လို့ရတဲ့အစဉ်ပြေမှုအစဉ်မပြေမှုတွေပဲဖြစ်မှာပဲဒါတွေကိုညှိတွယ်မှုကင်းကင်းနဲ့တွေ့ကြုံရုံတက်တက်တွေ့ကြုံနိုင်တဲ့စွမ်းရည်တတ်သိရှိဖို့ကြိုးစားရမယ်ဘာဖြစ်နေတယ်ဆိုတာဖြစ်တာကိုညှိတွယ်နေတာပါပဲနားလဲတာနားမလဲတာလှုပ်တတ်တာမလှုပ်တတ်တာဖြစ်တာမဖြစ်တာတွေကိုညှိတွယ်မှုကင်းဖို့ကြိုးစားရမယ်ပြုလုပ်ဖို့တွေ့ကြုံဖို့အသုံးချဖို့တက်တက်မနေနိုင်လို့လှုပ်တာမဖြစ်ရဘူးလှုပ်ယုံတက်တက်လွတ်လွတ်လပ်လပ်လှုပ်တာဖြစ်ရမယ်အကြောင်းတရားမှန်သမျှပြုလုပ်ဖို့တက်တက်မရေရတာရေရတာမှားတာမှန်တာစတဲ့အကျိုးတရားမှန်သမျှတွေ့ကြုံဖို့တက်တက်ပါပဲပြုလုပ်ဖို့တက်တက်တွေ့ကြုံဖို့တက်တက်ဆိုပြီးစုပ်ကန်ရမှာတော့မဟုတ်ဘူးဘဝမှန်သမျှအတီးစုပ်ကန်အဟုတ်ထင်ညှိတွယ်ဖို့မဟုတ်အတုံးချဖို့တက်တက်အတုံးချစရာတက်တက်ဆိုပြီးစုပ်ကန်ရမှာတော့မဟုတ်ပါဘူးထူးဆန်းတာမထူးဆန်းတာလဲတွေ့ကြုံဖို့တက်တက်ပါပဲထူးဆန်းလိုက်တာမထူးဆန်းပါဘူးဆိုပြီးညှိတွယ်ဖို့မဟုတ်ဘူးအစွဲကင်းမှလွတ်လပ်မယ်တငါငါနဲ့တေးသိမ်မနေပါနဲ့အစွဲမကြီးနဲ့စွန့်လွတ်ခြင်းကြီးပါငါစွဲကြီးလို့နေရင်ငါဆိုတဲ့အစွဲလမ်းမပါပဲလွတ်လွတ်လပ်လပ်မလုပ်တတ်တော့ဘူးတတ်မှတ်ချက်တွေကိုရှေ့တန်းတင်မှုကိုမစွန့်နိုင်ရင်မလွတ်လပ်ဘူးဖြစ်တာမဖြစ်တာရှိတာမရှိတာလုပ်တာမလုပ်တာနားလဲတာနားမလဲတာထက်အဖြစ်ဆွဲမဖြစ်ဆွဲအရှိဆွဲမရှိဆွဲအလုပ်ဆွဲမလုပ်ဆွဲနားလည်မှုအဆွဲနားမလည်မှုအဆွဲကင်းတာအစစ်ဖြစ်ဖို့အရေးကြီးတယ်ကုသိုလ်ကောင်းမှုဆိုတာမလုပ်ရမှာလည်းမဟုတ်ဘယ်လိုညာလို့ဆိုတဲ့အကန့်အသတ်နဲ့မလွတ်မလပ်လုပ်ရမှာလည်းမဟုတ်အလုပ်ဆွဲမလုပ်ဆွဲကင်းကင်းနဲ့လုပ်တာမလုပ်တာဖြစ်ဖို့လိုတယ်လိုတာအစစ်ဘုရားရှင်နဲ့အတိညာဉ်ချင်းမရှင်ဖို့လိုတယ်မျက်စိကြည့်နားကြည့်အတိညာဉ်ကြည့်ဖို့လိုတယ်အလိုကင်းဖို့လိုတယ်ဘလို့မှအလိုကင်းမှပြီးပြည့်စုံမှာလူဝင်ဆန္ဒပြည့်ဝဖို့အရေးကြီးနေရင်ဘယ်တော့အလိုကင်းမှလဲမပြည့်စုံတဲ့လောကီထုံးတမ်းစင်လာတွေမှာလမ်းမဆုံးဖို့လိုတယ်တစ်ခုခုတယောက်ယောက်တစ်ချိန်ချိန်တနေရာရာဆိုတဲ့အယူဝါဒကင်းဖို့လိုတယ်ပြုလုပ်ထားတဲ့ကုသိုလ်ကောင်းမှုအားကြီးဖို့လိုတယ်လုပ်တဲ့နာကိုလုပ်တဲ့လိုလုပ်နိုင်ဖို့လိုအပ်တဲ့ကောင်းမှုကုသိုလ်အလုပ်ကိုလိုအပ်တယ်လို့လုပ်နိုင်ဖို့လိုတယ်ဟန်ပြလုပ်တာမဖြစ်ဖို့လိုတယ်အချိန်ထိန်းနိုင်ဖို့လိုတယ်နီးမရှိလဲကျင့်တတ်ဖို့လမ်းမရှိလဲသွားတတ်ဖို့ကြိုးစားရမယ်ကျင့်စရာမလိုတော့တဲ့အထိကျင့်နိုင်ဖို့လိုတယ်လုပ်စရာမလိုတော့အောင်လုပ်နိုင်ဖို့လိုတယ်စွန့်စရာမကြံတဲ့အထိစွန့်နိုင်ဖို့လိုတယ်လက်တွေ့စမ်းသပ်သိရှိထားတဲ့အမှန်တရားနားလည်မှုဖြစ်ဖို့လိုတယ်စာတစ်စင်းမခံစကားတစ်စင်းမခံနဲ့လွတ်လွတ်လပ်လပ်နားလည်မှုဖြစ်ဖို့လိုတယ်ဖြစ်သည်မြပြုလုပ်သည်မြသိသည်မြကိုရည်တွယ်မှုကင်းဖို့လိုတယ်ဆန့်ကျင်ဘက်အခြေအနေအချိန်အခါနေရာဒေသဘဝတွေနဲ့ပတ်သက်တဲ့ရည်တွယ်မှုအမှားကင်းစင်တဲ့လူရင်းရောက်တဲ့အထိကောင်းမှုကုသိုလ်ပြုလုပ်နိုင်ဖို့လိုတယ်ဆုံးရှုံးခံနိုင်တဲ့စွမ်းရည်တတိဆွန့်လွတ်နိုင်ဆုံးရှုံးခံနိုင်တဲ့စွမ်းရည်တတိနဲ့ဘဝကိုသုံးတာဖြစ်ဖို့လိုတယ်ကောင်းမှုကုသိုလ်ပြုလုပ်တဲ့နေရာမှာအသက်ကိုရောဥစ္စာပစ္စည်းကိုရောဆွန့်လွတ်နိုင်တဲ့စွမ်းရည်တတိနဲ့ပြုလုပ်တာဖြစ်ဖို့လိုတယ်မစွန့်ရဲတာအဆုံးရှုံးမခံနိုင်တာပါပဲစွန့်ရဲတာအဆုံးရှုံးခံနိုင်တာပါပဲအဆုံးရှုံးခံနိုင်ဖို့ဆွန့်လွတ်ရမယ်အဆုံးရှုံးမခံနိုင်မဲနဲ့အဆုံးရှုံးခံနိုင်တဲ့စွမ်းအားကိုနားမလည်နိုင်ဘူးဖြစ်ပေါ်နေတဲ့အခြေအနေကိုညှိတွယ်နေလို့အခြေအနေပြောင်းတဲ့အဖြစ်ကိုလက်မခံနိုင်တာနိုင်တဲ့လောက်လုပ်တဲ့လောက်လုပ်လာနိုင်မယ်ပြည်ပြင်းအောင်လုပ်တဲ့လောက်ပြည်ပြင်းလာမယ်လောက်ရမှာကကောင်းမှုကုသိုလ်လိုအပ်တာကနောက်မဆုတ်ဖို့ပါပဲလုပ်တဲ့လုပ်ထိုက်တာလုပ်ရမယ်ကိုလိုသူလိုအချင်းချင်းကိုအဓိကထားနေမှုကိုစွန့်နိုင်မှကိုလိုသူလိုအဖြစ်ကလွန်မြောက်မယ်ဘာဖြစ်ဖို့ညာဖြစ်ဖို့ဆိုတဲ့မရေရာမသေးကြတဲ့အဖြစ်တွေကိုအဓိကထားနေမှုအစားကိုယ့်ရဲ့နားလည်မှုကလွန်မြောက်တဲ့ဖြစ်တဲ့ဖြစ်ထိုက်တာတွေဖြစ်လာစေဖို့အတွက်လှုပ်တဲ့လှုပ်ထိုက်တာတွေကို
မပြတ်လုပ်နေရမယ်တရားတစ်ဖြစ်ပြုလုပ်ရမယ်အကြောင်းကောင်းရမယ်တရားတစ်ဖြစ်ရယူခြင်းဖြစ်ရမယ်အကျိုးကောင်းရမယ်မတရားတစ်ဖြစ်ပြုလုပ်တာရယူတာမဖြစ်စေရဘူးတရားအလုပ်တရားအကြောင်းစာဆွဲပုဂ္ဂိုလ်ဆွဲမကင်းတဲ့အတွက်စာတရားဘယ်သူပဲဝပုဂ္ဂိုလ်တရားကိုနားလည်ဖို့ကလွယ်တယ်ပရမတ်တရားအစစ်ကိုနားလည်ဖို့ကြတော့စာဆွဲပုဂ္ဂိုလ်ဆွဲကင်းအောင်ရှင်းနိုင်ဖို့လိုတယ်ပြောတာတဲ့စာရင်လုပ်တာကိုပိုအဓိကထားပါလုပ်တာတဲ့စာရင်အသုံးပြုတဲ့စွမ်းရည်တတိကိုပိုအဓိကထားပါငွေကြေးပြဿနာကျန်းမာရေးပြဿနာအကျင့်ပိုင်းဆိုင်ရာစတဲ့လောကီပြဿနာတွေမှန်သမျှကိုအကျင့်တရားအလုပ်အားကိုးပြီးဖြေရှင်းနိုင်တဲ့စွမ်းရည်တတိရှိစေဖို့ကြိုးစားရမယ်တရားအားကိုးအစစ်ရှိရင်တခြားဘာအားကိုးစရာမှမလိုအောင်ပြည့်စုံပါတယ်လောက်ရမှာကဒါနသီလဘာဝနာဆိုတဲ့ကောင်းမှုကုသိုလ်အလုပ်ဘယ်လိုလုပ်ရမှာလဲဆိုတော့ဘယ်လိုမဆိုလုပ်နိုင်ဖို့ကြိုးစားရမယ်တမတ်ချက်တွေကလွန်မြောက်ဖို့နဲ့တမတ်ချက်တွေရဲ့နောက်ွယ်ကအမှန်တရားအစစ်ကိုနားလည်ဖို့အတွက်တမတ်ချက်တွေနဲ့အလုပ်လုပ်တာဖြစ်ရမယ်အဓိကထားရမှာမဟုတ်တာကိုအဓိကထားနေမှုမှန်သမျှကိုဆွလွတ်နိုင်ဖို့ကြိုးစားတာတရားအလုပ်အစစ်ပါပဲတက်ရှိလောကဓာတ်မှန်သမျှရဲ့အတိအဆုတ်ကိုင်မှုထုံးတမ်းစင်လာအမှားကိုပြုပြင်မှုကြိုးစားတာတရားအလုပ်အစစ်ပါပဲကုသိုလ်ကောင်းမှုအလုပ်တွေကိုအချိန်ကာလနေရာဒေသအခြေအနေပုဂ္ဂိုလ်တ attva ဆိုတဲ့အကန့်အသတ်တွေကလွန်မြောက်တဲ့အထိအစွမ်းကုန်ကြိုးစားပြုလုပ်မှစိတ်စေသိယုတ်နိဗ္ဗာန်ကိုနားလည်တဲ့မဉ္ဇဉ်ဖူဉ္ဇဉ်အမှန်တရားအစစ်တွေထင်ရှားလာမယ်ကိုလှုပ်ချင်တဲ့ကောင်းမှုကုသိုလ်ပြုလုပ်တာကကိုလိုတာလုပ်တာဒါနသီလဘာဝနာကုသိုလ်နယ်တွေကအများမလုပ်နိုင်တဲ့လိုအပ်တဲ့ကောင်းမှုကုသိုလ်ကိုလိုအပ်တယ်လို့လုပ်နိုင်ဖို့ကြိုးစားတာကမှတကယ်လိုအပ်တဲ့ကောင်းမှုကုသိုလ်ပြုလုပ်တာကောင်းမှုကုသိုလ်အကြောင်းတရားကိုပြည့်စုံအောင်လုပ်နိုင်ဖို့လိုတယ်ဘာဖြစ်ဘာလို့မဟုတ်ဘူးဘာဖြစ်ဖြစ်မဖြစ်ဖြစ်ကောင်းမှုကုသိုလ်ပြုလုပ်နိုင်ဖို့ကြိုးစားရမယ်ဒါနမပြတ်သီလမပြတ်ဖို့တဲ့တရားအလုပ်မပြတ်ဖို့ပိုအရေးကြီးပါမရေရာမသေးကြတဲ့လောကီထုံးတမ်းစင်လာတွေမှာလမ်းဆုံးနေမယ်ဆိုရင်မရေရာမသေးကြတဲ့အဖြေသာထွက်ပါလိမ့်မယ်ကုသိုလ်ကောင်းမှုကိုပြတ်ပြတ်သားသားပြုလုပ်နိုင်မှနားလည်မှုလည်းပြတ်သားလာမယ်တရားပန်းနိုင်အမှန်လူကင်းစေဖို့ကောင်းမှုကုသိုလ်ပြုလုပ်တာဖြစ်ရမယ်အခြေအနေဆွဲအချိန်အခါဆွဲနေရာဆွဲပုဂ္ဂိုလ်ဆွဲနဲ့ကောင်းမှုကုသိုလ်ပြုလုပ်တာကကိုပြုလုပ်တတ်တယ်လို့ပြုလုပ်တာပဲအခြေအနေဆွဲအချိန်အခါဆွဲနေရာဆွဲပုဂ္ဂိုလ်ဆွဲကင်းစေဖို့ကောင်းမှုကုသိုလ်ပြုလုပ်တာဖြစ်ရမယ်ကိုလုပ်တတ်တယ်လို့အစွဲနဲ့လုပ်တာမဖြစ်ရဘူးငါပဲသူပဲဘာပဲညာပဲဘယ်အချိန်ပဲဘယ်နေရာပဲဆိုပြီးငါဥစ္စာအဖြစ်သိမ့်ပိုက်တတ်တဲ့အလေးချင်းကိုဆွလွတ်နိုင်တဲ့လူရင်းရောက်တဲ့အထိကောင်းမှုကုသိုလ်ပြုလုပ်နိုင်ဖို့လိုတယ်ဘယ်အချိန်ဘယ်နေရာဘယ်လိုညာလို့ဘယ်သူပဲဝါဆိုတဲ့အကန့်အသတ်တွေကလွန်မြောက်တဲ့နားလည်မှုဖြစ်တဲ့အထိကောင်းမှုကုသိုလ်ပြုလုပ်နိုင်ဖို့လိုတယ်အသိဉာဏ်အပြောင်းလဲဖြစ်စေဖို့မှန်ကန်တဲ့နားလည်မှုလူရင်းရောက်စေဖို့ကောင်းမှုကုသိုလ်ပြုလုပ်တာဖြစ်ရမယ်တရားအလုပ်အစစ်ကဆွလွတ်တဲ့အလုပ်တစ်ခုမဟုတ်တစ်ခုတယောက်မဟုတ်တယောက်ကိုအဓိကထားနေတာကတစ်ခုခုတယောက်ယောက်ကိုအားကိုးတာတစ်ခုခုတယောက်ယောက်ကိုအဓိကထားနေမှုကိုဆွလွတ်တာမှတရားအားကိုးတာကိုကောင်းတာမကောင်းတာသူများကောင်းတာမကောင်းတာတွေကိုအဓိကထားနေမှုကိုဆွရမယ်ကိုယ်တွေနှုတ်တွေစိတ်တွေနဲ့ပတ်သက်တဲ့ပြုလုပ်မှုကိုလည်းဆွရမယ်ကိုယ်ပဲနှုတ်ပဲစိတ်ပဲဆိုပြီးကိုယ်တွေနှုတ်တွေစိတ်တွေကိုအတီးဥဆုပ်ကိုင်းအရှိအဟုတ်ပြုလုပ်နေမှုကိုလည်းဆွရမယ်သတ်မှတ်ချက်တွေကိုအရှိအဟုတ်ပြုလုပ်နေမှုအကြောင်းကြောင့်သတ်မှတ်ချက်တွေအသက်ဝင်လှုပ်ရှားနေတာဘာတွေညာတွေဘယ်သူပဲဝါတွေကိုအရှိအဟုတ်ပြုလုပ်တဲ့အကြောင်းကြောင့်အရှိအဟုတ်ဖြစ်နေတာဘာမှမဟုတ်တာဘာမှမရှိတာတွေကိုအရှိအဟုတ်ပြုလုပ်မှုအကြောင်းကြောင့်ဘာမှမဟုတ်ဘာမှမရှိတာတွေအရှိအဟုတ်ဖြစ်နေတာရှိတာတွေမရှိတာတွေဟုတ်တာတွေမဟုတ်တာတွေဖြစ်တာတွေမဖြစ်တာတွေပြုလုပ်တာတွေမပြုလုပ်တာတွေကိုအရှိအဟုတ်ပြုလုပ်နေမှုကိုကြိုးစားပြီးဆွရမယ်အရှိအဟုတ်မရှိမဟုတ်ပြုလုပ်နေမှုကိုဆွလွတ်နိုင်တဲ့စွမ်းရည်တတိရှိမှ
လှုပ်လဲလှုပ်ယုံတက်တက်မလှုပ်လဲမလှုပ်ယုံတက်တက်ဖြစ်တာတွေကိုလည်းတွေ့ကြုံယုံတက်တက်မဖြစ်တာတွေကိုလည်းမတွေ့ကြုံယုံတက်တက်နားလည်လဲနားလည်ယုံတက်တက်နားမလည်လဲနားမလည်ယုံတက်တက်မှန်ကန်ကန်သုံးတာဖြစ်မယ်မျိုးမျိုးသောအချိန်ကာလနေရာဒေသအခြေအနေတွေကိုအဓိကထားနေမှုကိုဆွလွတ်နိုင်တဲ့စွမ်းရည်တတ်သည့်နဲ့အမှန်တရားရှာဖွေမှုကိုမစွန့်ပဲရှာဖွေတတ်ဖို့လိုတယ်ဆွလွတ်တဲ့အလုပ်ကိုလုပ်တဲ့နေရာမှာဆွလွတ်နိုင်တဲ့စွမ်းအားနဲ့ပြုလုပ်တာဖြစ်ဖို့လိုတယ်လူဝင်ဆန္ဒမှန်သမျှလောကီအခွင့်အရေးမှန်သမျှကိုလိုအပ်တဲ့အချိန်လိုအပ်တဲ့အခြေအနေမှာလိုအပ်တယ်လို့ဆွလွတ်အဆုံးရှုံးခံပြီးကောင်းမှုကုသိုလ်ပြုလုပ်နိုင်မှုလိုတယ်တွေ့ကြုံရတဲ့ဆုံးရှုံးမှုနဲ့ပတ်သက်ပြီးဆုံးရှုံးခံနိုင်တဲ့စွမ်းရည်တတ္တိရှိစေဖို့ကြိုးစားရမယ်ဖြစ်ပေါ်တဲ့ဆုံးရှုံးခံနိုင်တဲ့စွမ်းရည်တတ္တိအကျိုးတရားတွေနဲ့ပတ်သက်ပြီးရည်တွယ်မှုကင်းတဲ့လူရင်းရောက်တဲ့အထိကောင်းမှုကုသိုလ်ပြုလုပ်နိုင်မှုလိုတယ်အဓိကထားမှုကိုစွန့်ဘယ်လိုညာလို့ဆိုတဲ့နီလန်းတွေသုံးတာကိစ္စမရှိပေမဲ့နီလန်းတွေကိုအဓိကထားနေတာမှားတယ်ဖြစ်ခဲ့တာကိုရောဖြစ်နေတာကိုရောဖြစ်တော့မှာကိုရောဖြစ်ချင်တာကိုရောအဓိကထားနေမှုကိုစွန့်ရမယ်လုပ်ခဲ့တာကိုရောလုပ်နေတာကိုရောလုပ်တော့မှာကိုရောလုပ်ချင်တာကိုရောအဓိကထားနေမှုကိုစွန့်ရမယ်သိခဲ့တာကိုရောသိနေတာကိုရောသိတော့မှာကိုရောသိကျင်တာကိုရောအဓိကထားနေမှုကိုစွန့်ရမယ်ကိုယ့်ရဲ့လုံနိုင်ကြိုင်နိုင်တွေးနိုင်ကြံနိုင်တဲ့စွမ်းရည်တတ္တိကမပြည့်စုံဘူးမပြည့်စုံတဲ့စွမ်းရည်တတ္တိကိုစွန့်လွတ်နိုင်တဲ့စွမ်းရည်တတ္တိကမှပြည့်စုံတယ်လိုအပ်တော့စွန့်လွတ်ခြင်းအကြောင်းကာယဝစီမနောနဲ့ပတ်သက်နေတဲ့စုပ်ကိုင်တတ်တဲ့အလေးကျင့်ကိုစွန့်နိုင်ဖို့လိုတယ်အနိုင်လိုခြင်းမှုကိုရောအရှုံးမခံနိုင်မှုကိုရောအရှုံးပေးခြင်းမှုကိုရောစွန့်လွတ်နိုင်ဖို့လိုတယ်ဥစ္စာကိုရောအသက်ကိုရောစွန့်လွတ်ခံအဆုံးရှုံးခံနိုင်တဲ့စွမ်းရည်တတ္တိနဲ့ကုသိုလ်ကောင်းမှုပြုတာဖြစ်ဖို့လိုတယ်ဒါနဆိုတဲ့စွန့်လွတ်နိုင်တဲ့စွမ်းအားကြီးတဲ့ကြီးလာစေဖို့သီလသမာဓိပညာအလုပ်ကိုပြုလုပ်တာဖြစ်ဖို့လိုတယ်စွန့်လို့ရသမျှစွန့်လွတ်နိုင်ဖို့လိုတယ်အခြေအနေတစ်ခုအချိန်တစ်ချိန်နေရာတစ်နေရာကိုစုပ်ကိုင်မှုအားကြီးလေတခြားအခြေအနေအချိန်အခါနေရာဒေသကိုလက်မခံနိုင်ဖြစ်လေအကျွေးမဲ့အကန့်အသတ်မဲ့ခွင့်လွတ်ပါစွန့်လွတ်ပါအနစ်နာခံပါနားလည်နိုင်စွမ်းအားကြီးလာမယ်အလိုကင်းလာမယ်စွန့်လွတ်နိုင်တဲ့စွမ်းရည်တတ္တိအစဉ်အဆက်အကြောင်းကိုအဓိကထားမှုကိုစွန့်လွတ်နိုင်ဖို့အများအကျိုးဆောင်ရွက်တာဖြစ်ရမယ်အများကိုအဓိကထားမှုကိုစွန့်လွတ်နိုင်ဖို့တရားတန်ခါကိုအဓိကထားတာဖြစ်ဖို့လိုတယ်ကိုအဓိကထားမှုကိုစွန့်လွတ်နိုင်တဲ့စွမ်းရည်တတ္တိနဲ့အများကိုအဓိကထားတာအများအကျိုးဆောင်ရွက်တာဖြစ်ဖို့လိုတယ်အများကိုအဓိကထားမှုကိုစွန့်လွတ်နိုင်တဲ့စွမ်းရည်တတ္တိနဲ့ဖရာကိုအဓိကထားတာဖြစ်ဖို့လိုတယ်ဖရာကိုအဓိကထားမှုကိုစွန့်လွတ်နိုင်တဲ့စွမ်းရည်တတ္တိနဲ့တရားကိုအဓိကထားအားထုတ်တာဖြစ်ဖို့လိုတယ်တရားကိုအဓိကထားအားထုတ်မှုကိုပါစွန့်လွတ်နိုင်တဲ့စွမ်းရည်တတ္တိရှိစေဖို့တရားအားထုတ်တာဖြစ်ဖို့လိုတယ်အစိတ်ကင်းခြင်းအကြောင်းကိုလိုသူလိုအသိဉာဏ်ကလောဘဒေါသမောဟအစိတ်တင်နေတဲ့နားလည်မှုအသိဉာဏ်ဝိပဿနာဉာဏ်မဉ္ဇဉ်ဖူဉာဏ်ကလောဘဒေါသမောဟအစိတ်တင်မှုကင်းတဲ့အသိဉာဏ်ပါရမီအကြောင်းလောကီအလုပ်တွေရှုံနေလို့တရားနာတရားထုတ်ချိန်မရှိတယ်လို့လောကီအလုပ်တွေလုပ်ချိန်မရှိတော့တဲ့အထိကုသိုလ်ကောင်းမှုအလုပ်တွေကိုမပြတ်လုပ်နိုင်ဖို့လိုတယ်ကုသိုလ်ဖြစ်တဲ့အဆင့်မှာလမ်းမဆုံးပဲပါရမီဖြစ်တဲ့အဆင့်ရောက်ဖို့ကောင်းမှုကုသိုလ်ကိုနေကောင်းကောင်းမကောင်းကောင်းအားမအားဘာဖြစ်မဖြစ်ဘယ်လောက်ကြာမကြာဘယ်လိုအခြေအနေမှာမဆိုလိုအပ်တဲ့ကုသိုလ်ကောင်းမှုအလုပ်ကိုမစွန့်ပဲလုပ်နိုင်ဖို့ကြိုးစားရမယ်အခြေအနေအချိန်အခါနေရာဒေသဆိုတဲ့အကန့်အသတ်တွေကမလွန်မြောက်တဲ့ဒါနသီလဘာဝနာကကုသိုလ်ဖြစ်တဲ့အဆင့်လွန်မြောက်မှပါရမီဖြစ်တဲ့အဆင့်ကုသိုလ်ဖြစ်တဲ့အဆင့်နဲ့တော့အကုသိုလ်ကိုအမြင့်မဖြတ်နိုင်ဘူးပါရမီဖြစ်တဲ့အဆင့်မှအကုသိုလ်ကိုအရင်မြင့်ကြချိန်မုံနိုင်ပါတယ်ကောင်းတာလုပ်တာဖြစ်တဲ့အတွက်အကန့်အသတ်မရှိ
လွတ်လပ်လပ်လုံနိုင်လေကုသိုလ်အင်အားကြီးလေပါပဲကုသိုလ်ကောင်းမှုကိုစုပ်ကိုင်မှုမပါပဲအကန့်အသတ်မရှိပြုလုပ်နိုင်ခြင်းကအကြောင်းတရားဝိပဿနာဉာဏ်မဲ့ဉာဏ်ဖူဉာဏ်ကအကျိုးတရားအာသူတစ်ပါးယောက်ျားမိန်းမဆိုတဲ့အယူဝါဒမှန်သမျှကိုဆွတ်လွတ်နိုင်တာအစစ်ဖြစ်မှနားလည်မှုအသိဉာဏ်အစစ်မဲ့ဉာဏ်ဖူဉာဏ်ဖြစ်မယ်
ကိုအဓိကထားခြင်းအကြောင်းစိတ်ဆိုတာသုံးဖို့တက်တက်ပြီးပြည့်စုံခြင်းနေတဲ့စိတ်ကိုကမပြည့်စုံတဲ့စိတ်မျောလင်းချက်ရှိနေရင်စိတ်မလွတ်လပ်ဖို့အမျိုးမျိုးတရုပ်ဖော်တတ်တဲ့စွမ်းရည်တတ်သည်နဲ့အမျိုးမျိုးသောတဘောကိုဆောင်တတ်တဲ့စိတ်ရဲ့တန်ကိုခံနိုင်ရရှိမှစိတ်ကိုသုံးရုံတက်တက်မှန်မှန်ကန်ကန်သုံးတတ်လာမယ်တကယ်သုံးတတ်ရင်စိတ်လောက်သုံးလို့ကောင်းတာသုံးဝင်တာမရှိအိတ်ထဲမှာပတ်စံရှိတာမရှိတာထက်စိတ်ထဲမှာပတ်စံရှိမနေဘူးကိုအဓိကထားပါကိုယ်ခန္ဓာမှာယောဂရှိတာမရှိတာထက်စိတ်ထဲမှာယောဂရှိမနေဘူးကိုအဓိကထားပါဘာပဲညာပဲပြီးတဲ့စိတ်တွေဘာစိတ်ညာစိတ်တွေဖြစ်တာမဖြစ်တာထက်စိတ်ထဲမှာဘာတွေညာတွေဘယ်သူပဲဝါဘယ်ချိန်ဘယ်နေရာတွေရှိမနေဘူးကိုအဓိကထားပါပြိုတာမပြိုတာအိုတာမအိုတာနာတာမနာတာသိတာမသိတာထက်စိတ်ထဲမှာပြိုတာအိုတာနာတာသိတာရှိမနေဘူးကိုအဓိကထားပါစွမ်းရည်တတ္တိအကြောင်းကောင်းမှုကုသိုလ်ပြုလုပ်ခြင်းမှာကြောက်ဖို့မလိုရဲရင်းဖို့တာလိုတယ်ကိုလိုသူလိုစွမ်းရည်တတ္တိကအတုကိုလိုသူလိုစွမ်းရည်တတ္တိကိုဆွံ့လွတ်နိုင်မှစွမ်းရည်တတ္တိအစစ်ဖြစ်မယ်မလုတ်တတ်တာကိုမပြတ်ပြုလုပ်နေခြင်းအဖြစ်လုံနိုင်တဲ့စွမ်းရည်တတ္တိကိုတိုးမြင့်နေရမယ်စကားနဲ့ပြောတတ်ရုံနဲ့မကအလုပ်နဲ့ပြောတတ်ဖို့ပါလိုတယ်အနာခံနိုင်တဲ့စွမ်းရည်တတ္တိနဲ့အတာဆန္ဒဖြစ်ဖို့လိုတယ်ဆွံ့လွတ်နိုင်တဲ့စွမ်းရည်တတ္တိနဲ့လက်ခံအသုံးပြုတာဖြစ်ဖို့လိုတယ်ဆုံးရှုံးခံနိုင်တဲ့စွမ်းရည်တတ္တိနဲ့အရာရာတိုင်းဘဝတိုင်းအချိန်တိုင်းနေရာတိုင်းကိုအသုံးချတာဖြစ်ဖို့လိုတယ်ဘယ်လိုညာလိုဆိုတဲ့သတ်မှတ်ချက်တွေကိုအဓိကထားနေမှုကိုဆွံ့လွတ်နိုင်တဲ့စွမ်းရည်တတ္တိနဲ့ဘယ်လိုညာလိုပြုလုပ်တာဖြစ်ဖို့လိုတယ်အကျွင်းမဲ့အကန့်အသတ်မဲ့ဆွံ့လွတ်ခြင်းခွင့်လွတ်ခြင်းအနစ်နာခံခြင်းအားထုတ်ခြင်းဖြစ်ဖို့လိုတယ်ဘုရားရှင်ကိုယ်စားဘုရားရှင်ကိုယ်ပွားဘုရားရှင်အလိုကျသာရဏပြုတာဖြစ်ဖို့လိုတယ်ဓာန်အကြောင်းဓာန်ခံနိုင်ဖို့အတွက်ဓာန်ခံဖို့လိုတယ်ခံရပါများလေလေခံနိုင်ရပြေဝလာလေလေအတွေ့အကြုံအကြောင်းအတွေ့အကြုံတွေနဲ့ရင်းနှီးပြီးရင်းကျက်ရမှာမတွေ့မကြုံရင်ဘယ်လိုရင်းကျက်မှာလဲလောကဓာတ်ဆိုတာတွေ့ကြုံဖို့တက်တက်အတွေ့အကြုံတွေကိုတွေ့ကြုံရုံတက်တက်တွေ့ကြုံရမယ်အတိမယူပါဘူးအမှန်တရားဆိုတာတရားအမှန်ဖြစ်ခြင်းကြောင့်အလုံးမှန်အမှန်လောက်တာအစစ်ဖြစ်ဖို့လိုတယ်တကယ်ဟုတ်တာကိုဟုတ်လုပ်ခြင်းအပြင်မဟုတ်တာကိုအဟုတ်မလုပ်ဖြစ်စေတော့ဘူးပါပဲအလိုမြဲအမြဲလိုအလိုကင်းအမြဲပို့အလိုကြီးဖို့အရေးကြီးနေရမှာမဟုတ်ပဲအလိုကင်းဖို့အရေးကြီးရမယ်ဘာဖြစ်ဖို့ညာဖြစ်ဖို့တဲ့ဖြစ်တဲ့အတိုင်းဖြစ်ဖို့အဓိကထားဘာလုပ်ဖို့ညာလုပ်ဖို့တဲ့လုပ်တဲ့အတိုင်းလုပ်နိုင်ဖို့ကိုအဓိကထားနာမည်ခံဗုဒ္ဓဘာသာဖြစ်ဖို့ကတော့ဘုရားတရားတန်ခါကိုယုံကြည်ုံပါပဲဗုဒ္ဓဘာသာဝင်အစစ်ဖြစ်ဖို့ကတော့ဘုရားရှင်ကျင့်ပြသွားတဲ့အတိုင်းကျင့်နိုင်မှုလိုတယ်ဘုရားရှင်ရဲ့စိတ်ပိုင်းဆိုင်ရာစွမ်းရည်တတ္တိအမွေကိုဆက်ခံနိုင်ဖို့ကြိုးစားတာတရားလို့ကိုနားလည်တဲ့ဘုရားတရားတန်ခါမှာလမ်းမဆုံးပဲဘုရားနားလည်စေခြင်းနဲ့ဘုရားတရားတန်ခါအစစ်ကိုနားလည်ဖို့ကြိုးစားရမယ်ပညာကိုသုံးယုံတက်တက်သုံးပြီးပရမတ်ကိုနားလည်ဖို့ကြိုးစားရမယ်လောကကိုသုံးယုံတက်တက်သုံးပြီးလောကကလွန်မြောက်ဖို့ကြိုးစားရမယ်လောကီထုံးတမ်းစင်လာတွေကမပြည့်စုံအမှန်မဟုတ်လို့ထုံးတမ်းစင်လာကလွန်မြောက်အောင်ကြိုးစားရမယ်သူရခြင်းမရှင်ဖို့အကြောင်းအမှောင်ကိုအလင်းနဲ့အပူကိုအေးနဲ့အမားကိုအမှန်နဲ့မတရားကိုတရားနဲ့သတ်မှတ်ထားတဲ့အမှန်တရားကိုအမှန်တရားအစစ်နဲ့အနိုင်ယူရမယ်အတီယူလက်ခံပြီးမဖြေရှင်းဖို့အကြောင်းဗဟေတိကိုအတီယူပြီးအဖြေမညှိရဘူးပြဿနာကိုလက်ခံပြီးမဖြေရှင်းရဘူးယောဂကိုလက်ခံပြီးမကုသရဘူးကိုနားလည်တဲ့တရားအလုပ်ကို
အတီယူပြီးမကျင့်ရဘူးတရားနဲ့ဖြည့်ရှင်းခြင်းအကြောင်းဘာမဆိုတရားနဲ့ရှင်းမှတကယ်ရှင်းတယ်အကြောင်းအကျိုးအကြောင်းမှားတဲ့လောက်ပြန်ပြင်ရမယ်ရှုပ်တဲ့လောက်ပြန်ရှင်းရမယ်ခင်းတဲ့လမ်းပြန်လျှောက်ရမယ်ပြုလုပ်တဲ့အတိုင်းပြန်ကြုံရမယ်မပြည့်စုံလို့ပြည့်စုံခြင်းနေတာပြည့်စုံခြင်းနေလို့မပြည့်စုံတာအနည်းဆုံးရင်အဝေးစားတယ်အဝေးဆုံးရင်အနီးစားတယ်အမောင်ကြီးတဲ့လောက်အလင်းကြီးမယ်ရမန်းချက်ကြီးတဲ့လောက်အခက်အခဲကြီးမယ်အခက်အခဲကြီးတဲ့လောက်အောင်ပွဲကြီးမယ်အခက်အခဲဆိုတာအစဉ်ပြေခြင်းရဲ့အစပဲအတိညာဉ်ကြီးခြင်းအကြောင်းအသက်ကြီးလို့လူကြီးဖြစ်တာတဲ့ အသိဉာဏ်ကြီးလို့လူကြီးဖြစ်တာပိုကောင်းတယ်အသက်ကြီးတာမကြီးတာတဲ့ကံကြီးဉာဏ်ကြီးဖို့ပိုအရေးကြီးတယ်ရှိခြင်းမရှိခြင်းအကြောင်းဝေးလို့ရှိနေတဲ့ထင်ရတဲ့နှင်းတွေလို့နီးရင်မရှိတော့ဘူးမရင်ဆိုင်ရဲလို့ရှိနေတဲ့ပြဿနာအများစုပါလေတကယ်ရင်ဆိုင်ရဲရင်မရှိတော့ဘူးသမုဒ္ဒရာကြီးကကြည့်ရင်အဆုံးမရှိပေမဲ့တွားလိုက်ရင်တော့အဆုံးရှိတယ်မလုတ်သေးခင်မဖြစ်နိုင်ဘူးထင်ရတာတွေကတကယ်လုတ်ကြည့်ရင်တော့ဖြစ်တာပါပဲထင်ရှားခြင်းမထင်ရှားခြင်းအကြောင်းမျက်စိကအထင်ရှားဆုံးကိုယ်တာမြင်တာစိတ်ကလည်းအထင်ရှားဆုံးကိုယ်တာသိတာကောင်းတာလုပ်နေပေမဲ့လုပ်ရက်ကအထင်ရှားဆုံးမဖြစ်သေးခင်မှာတော့မကောင်းထင်အဆိုးမြင်ခံရနိုင်သေးတယ်ပြဉ္ညာကိုအဓိကထားလို့ရင်ပရမတ်မထင်ရှားတော့ဘူးပြဉ္ညာကပရမတ်ရဲ့အဖုံးကွယ်လူဝင်ဆန္ဒအကြောင်းဖြစ်ချင်နေရမှာမဖြစ်ချင်နေရမှာမဟုတ်ဖြစ်စေတဲ့မဖြစ်စေတဲ့အကြောင်းတရားကိုလုပ်နေရမှာတခြားလူဝင်ဆန္ဒတွေအားလုံးကိုစွန့်ပြီးကောင်းမှုကုသိုလ်လုပ်ချင်တာဖြစ်ဖို့လိုတယ်စွန့်လွတ်နိုင်တဲ့စွမ်းအားအပြည့်နဲ့ကောင်းမှုကုသိုလ်ပြုလုပ်တာဖြစ်ဖို့လိုတယ်စွန့်လွတ်တဲ့သဘောထားအကြောင်းအမှားကြီးတဲ့လောက်အမှန်ကြီးဖို့လိုတယ်အစွဲကြီးတဲ့လောက်စွန့်လွတ်ခြင်းကြီးဖို့လိုတယ်အစွဲကြီးလေအစင်မပြေတာများလေစုပ်ကန်ရတာမလွတ်လပ်ဘူးမစုပ်ကန်မှလွတ်လပ်တယ်ကိုယ်သဘောထားကိုစွန့်ပြီးဖျားထားစေခြင်းတဲ့သဘောကိုထားနိုင်ဖို့လိုတယ်ဘာဖြစ်ချင်ညာဖြစ်ချင်ဆိုတဲ့သဘောထားကိုရောဖြစ်ချင်အဖြစ်ဆိုတဲ့သဘောထားကိုရောစွန့်နိုင်ဖို့လိုတယ်စုပ်ကန်မှုအတီးယူမှုမှန်သမျှကိုစွန့်လွတ်နိုင်ဖို့ကြိုးစားရမယ်ရတဲ့လောက်စွန့်တဲ့လောက်ရဘာတွေညာတွေဘယ်သူပဲဝါဘယ်နေရာဘယ်အချိန်ခါဆိုတဲ့တတ်မှတ်ချက်တွေအတွက်စွန့်လွတ်တာတဲ့အမှန်တရားအစစ်အတွက်အရာရာကိုစွန့်လွတ်တာဖြစ်ဖို့လိုတယ်လှုပ်ခြင်းဖြစ်ခြင်းအကြောင်းမကျေနပ်တဲ့အဖြစ်ကိုလက်ခံနေလို့မကျေမနပ်ဖြစ်နေရတယ်ဆရာလှုပ်လို့ဆရာဖြစ်တာတဲ့ဆရာဖြစ်လို့ဆရာလှုပ်တာပိုကောင်းတယ်ဟန်လှုပ်လို့ဟန်ကြတာတဲ့ဟန်လှုပ်ဆရာမလို့ပဲဟန်ကြတာဖြစ်ဖို့လိုတယ်လုံးမယူနဲ့စွန့်ယူတကယ်တရားအလုပ်အစစ်ဖြစ်ဖို့လိုအပ်ချက်အကြောင်းအမှားမှန်းမသိတဲ့အမှားစစ်အမှန်မှန်းမသိတဲ့အမှန်တရားအစစ်ကိုနားလည်ဖို့ကြိုးစားရမယ်အကောင်းမြင်နိုင်အဆိုးကိုအဆိုးမြင်နိုင်အကောင်းကိုတွဲမြင်နိုင်ရမယ်ဟန်လှုပ်ထားတဲ့လောက်ပြန်စွန့်နိုင်ရမယ်ထိန်းချုပ်ထားတဲ့လောက်ပြန်လျှော့နိုင်ရမယ်မန်တင်းထားတဲ့လောက်ပြန်ချနိုင်ရမယ်စုပ်ကင်ထားတဲ့လောက်ပြန်လွတ်ချနိုင်ရမယ်မန်တင်းတော့ဉာဏ်ကင်းမန်ချမှဟန်ကြမန်ကင်းတော့ဉာဏ်လင်းအလေလန်းအကြောင်းဘာပဲညာပဲဆိုပြီးဘာတွေညာတွေကိုအဟုတ်လို့ရမှာမဟုတ်တယ်လို့ဘာမှမဟုတ်ဘူးဆိုပြီးဘာမှမဟုတ်တာကိုလည်းအဟုတ်လို့ရမှာမဟုတ်ဘူးစုပ်ကင်ထားရမှာမဟုတ်တယ်လို့လွတ်ချထားမှာလည်းမဟုတ်ကိုလှုပ်တတ်တယ်လို့လောက်ရမှာမဟုတ်တယ်လို့မလှုပ်ပဲနေရမှာလည်းမဟုတ်ဂယုစိုက်ရမှာမဟုတ်တယ်လို့လျှို့ရှုထားမှာလည်းမဟုတ်ပြဉ္ညာတတ်မှတ်ချက်တွေကိုအပယ်မလွတ်အတွယ်မလွတ်တ၍ပရမတ်တရားကွယ်မြဲကွယ်နေမယ်လွတ်လွတ်လပ်လပ်လှုပ်ခြင်းအကြောင်းဘာလှုပ်အတီးယူစုပ်ကင်လက်ခံသိမ့်ပိုက်ပြီးမလှုပ်နဲ့သုံးယုံတက်သုံးရမှာ
ဆုပ်ကင်ပြီးမတုံးရဘူးမလုပ်ရဘူးမကျင့်ရဘူးအကန့်အသတ်မှန်သမျှကလွမြောက်ဖို့လိုတယ်ကောင်းမှုကုသိုလ်ကိုအကန့်အသတ်မရှိလုပ်နိုင်အောင်ကြိုးစားရမယ်လုပ်နိုင်တလောက်လုပ်တလောက်လုပ်လာနိုင်မယ်ကြိုတင်စီစဉ်တာမစီစဉ်တာကိစ္စမရှိပေမဲ့တကယ်လုပ်တော့အခြေအနေအချိန်ခါရအများအဆင်ပြေအောင်လိုအပ်တယ်လို့ပြောင်းလဲလုပ်နိုင်ဖို့လိုတယ်လုပ်ဖို့လိုတယ်လို့ကိုလုပ်တတ်တယ်လို့လုပ်တာမဟုတ်ဖို့လည်းလိုတယ်ဒီုံမြင်လို့ဒီခြုံထွင်တယ်လို့တမင်တကာကြီးလုပ်ရမှာမဟုတ်လွတ်လွတ်လပ်လပ်လုပ်ယုံတက်တက်လုပ်ရမှာဟုတ်ထင်ညှိတွယ်မှုအစွဲနဲ့မလွတ်မလပ်တာလုပ်တတ်ရာကမဟုတ်ထင်ညှိတွယ်မှုအစွဲကင်းကင်းနဲ့လွတ်လွတ်လပ်လပ်လုပ်တတ်ဖို့ကြိုးစားရမယ်မလွတ်မလပ်လုပ်နိုင်တဲ့စွမ်းရည်တတ်သည်ကိုမဆွနိုင်ဘဲနဲ့တော့လွတ်လွတ်လပ်လပ်လုပ်တတ်စရာအကြောင်းမရှိဘူးမဆုပ်ကင်ပဲလွတ်လွတ်လပ်လပ်လုပ်တာမလုပ်တာကိုမဆုပ်ကင်ဖို့လိုတယ်အစွဲကင်းကင်းနဲ့လွတ်လွတ်လပ်လပ်လုပ်တတ်ဖို့ကြိုးစားရမယ်အစွဲမကင်းပဲနဲ့အမှန်မမြင်နိုင်ဘူးလောကအမျိုးမျိုးကိုသုံးယုံတက်တက်မှန်ကန်ကန်သုံးပြီးစမ်းကျင်ဘက်လောကီအတွေ့အကြုံမျိုးမျိုးကိုတွေ့ကြုံတက်တက်မှန်ကန်ကန်တွေ့ကြုံပြီးလောကီအကြောင်းတရားမျိုးမျိုးကိုပြုလုပ်ယုံတက်တက်မှန်ကန်ကန်ပြုလုပ်တတ်အောင်ကြိုးစားနိုင်မှလောကကလွန်မြောက်မယ်ဝိပဿနာဉာဏ်မဉဏ်ဖုန်ဉာဏ်အကြောင်းအမှန်တရားတတိအတိလောက်ယူပါများလို့ယာယီပေါ်ပေါက်လာတဲ့လောက်ယူမှုမပါတဲ့အမှန်တရားတတိအတိကဝိပဿနာဉာဏ်လောက်ယူမှုမပါတဲ့အမှန်တရားတတိအတိဖြစ်ပါများလို့ပေါ်ပေါက်လာတဲ့ခိုင်မြဲတဲ့အမှန်တရားတတိစစ်အတိစစ်ကမဉဏ်ဖုန်ဉာဏ်မြင်တိကြားတိနာမ်တိစားတိထိတွေ့တိတွေးကြံတိတွေမှာလမ်းမဆုံးမှဝိပဿနာဉာဏ်မဉဏ်ဖုန်ဉာဏ်ဆိုတဲ့သိစစ်တွေထင်ရှားလာမယ်လို့ယူတဲ့နားလည်မှုမှာလမ်းမဆုံးပဲလို့ယူတာမဟုတ်တဲ့နားလည်မှုအစစ်ဝိပဿနာဉာဏ်မဉဏ်ဖုန်ဉာဏ်ကိုနားလည်ဖို့ကြိုးစားရမယ်တတ်မှတ်ထားတဲ့အမှန်တရားပြည့်ညတ်နဲ့အမှန်တရားအစစ်ပရမတ်အကြောင်းကောင်းကောင်းဆိုးဆိုးအမျိုးမျိုးဖြစ်ပေါ်နေတဲ့အကျိုးတရားတွေဖြစ်တဲ့ဘဝတွေဘဝအတွေ့အကြုံတွေအချိန်ကာလတွေနေရာဒေသတွေကတတ်မှတ်ချက်ကောင်းကောင်းဆိုးဆိုးမှားမှားမှန်မှန်အမျိုးမျိုးသောပြုလုပ်မှုအကြောင်းတရားတွေကလည်းတတ်မှတ်ချက်ပါပဲအမျိုးမျိုးသောနားလည်မှုနားမလည်မှုသိမှုမသိမှုတွေကလည်းတတ်မှတ်ချက်ပါပဲအမျိုးမျိုးသောတတ်မှတ်ချက်တွေကိုအဓိကထားနေမှုအစားတတ်မှတ်ချက်တွေရဲ့အတိဆုပ်ကင်စရာမဟုတ်ထင်ညှိတွယ်စရာမဟုတ်တဲ့တသမတ်ထဲသောအမှန်တရားကိုမမေ့လျော့ခြင်းအပြင်ဖြစ်ရအမျိုးမျိုးပြုလုပ်မှုအမျိုးမျိုးနဲ့နားလည်မှုနားမလည်မှုအမျိုးမျိုးတွေကိုတွေ့ကြုံယုံတက်တက်မတွေ့ကြုံယုံတက်တက်ပြုလုပ်ယုံတက်တက်မပြုလုပ်ယုံတက်တက်သုံးချယုံတက်တက်မှန်ကန်ကန်သုံးတတ်လာပြီးစိတ်စေသိယုတ်နိဗ္ဗာန်ဆိုတဲ့ပရမတ်တရားတွေကိုနားလည်တဲ့ဝိပဿနာဉာဏ်မဉဏ်ဖုန်ဉာဏ်နားလည်မှုအစစ်တွေထင်ရှားလာပါလိမ့်မယ်တတ်မှတ်ချက်တွေရဲ့အမှန်တရားအကြောင်းတကယ်မဟုတ်တာအစစ်ကအတိမဟုတ်တာဆုပ်ကင်စရာမဟုတ်တာတကယ်ဟုတ်တာအစစ်ကသုံးချဖို့တက်တက်ပြုလုပ်ဖို့တက်တက်တွေ့ကြုံဖို့တက်တက်တာနေဟုတ်တာဘာဖြစ်တာမဖြစ်တာတဲ့ဖြစ်တာမဖြစ်တာတွေကိုအဟုတ်ထင်ညှိတွယ်မှုကင်းဖို့ကအဓိကအမှားမှန်အကောင်းဆိုပူအေးစန့်ကျင်ဘက်အခြေအနေတိုင်းကိုအဟုတ်ထင်ညှိတွယ်မှုကင်းကင်းနဲ့လက်ခံယုံတက်တက်လက်ခံနိုင်ဖို့ကြိုးစားရမယ်ပြီးပြည့်စုံခြင်းအကြောင်းပြောစရာလုပ်စရာပူစရာကျင့်စရာမလိုတော့တဲ့အထိကျင့်နိုင်ဖို့လိုတယ်လိုနေရင်မဟုတ်သေးဘူးမလိုမှပြီးပြည့်စုံမှာအမှန်တရားထင်ရှားပြီးဓမ္မစကြာလဲပြီးတဘာဝအမှန်တရားဥပဒေတစိတ်စေသိယုတ်နိဗ္ဗာန်သစ္စာ၄ပါးတဘာဝအမှန်တရားဒုက္ခသစ္စာသမုဒယသစ္စာမေဃသစ္စာနိရောဓသစ္စာတဘာဝအမှန်တရားကျင့်စဉ်မဂ္ဂင်၈ပါး
ဓမ္မာဒိဋ္ဌိဓမ္မာသင်္ကပ္ပဓမ္မာဝါစာဓမ္မာကမ္မန္တဓမ္မာအာဇီဝဓမ္မာဝါယမဓမ္မာတတိဓမ္မာသမာဓိသဘာဝအမှန်တရားတို့ကြီးဝိပဿနာဉာဏ်မဉ္ဇဉ်ဖို့ဉာဏ်ရင်းမြစ်ကြတဲ့အကြောင်းတရားကိုတတ်နိုင်ဖို့လိုပါတယ်။အကြောင်းတရားဆိုတဲ့နေရာမှာအကြောင်းလို့အကျိုးဖြစ်တာပဲ။အကြောင်းမလို့အကျိုးမဖြစ်ဘူး။အဲဒါကြောင့်ဘာလို့ညာလို့တာကိုအကြောင်းတရားလို့နားလည်ပြီးတော့မှဘာမှမလုပ်ရင်ဘာမှမဖြစ်ဘူးဆိုပြီးဟိုလုပ်ဒီလိုလုပ်တဲ့အကြောင်းတရားကိုဆုံးလွတ်တာမျိုးကတော့အကြောင်းရင်းကိုတတ်တာမဟုတ်သေးပါဘူးအရင်းမြစ်ကြတဲ့အကြောင်းတရားကိုတတ်တာမဟုတ်ပဲနဲ့အပေါ်ယံအကြောင်းတရားကိုပေါ့အကိုင်းထက်ခုတ်တဲ့သဘောပါပဲကိုယ့်ရဲ့အသိဉာဏ်အရင်းမြစ်မကြတဲ့အခါကျတော့ကိုနားလေတာလဲတာအပေါ်ယံပါပဲအရင်းမြစ်မကြပါဘူးအကြောင်းတော့အကြောင်းပဲအကြောင်းရင်းမဟုတ်ဘူးပေါ့ကိုနားလေတဲ့အကျိုးတရားတွေကလည်းတဏှာကြီးလဲတယ်ပြတ်တယ်အပေကြတယ်အပေတကားပိတ်တယ်ပုရုဇဉ်ဖြစ်တယ်ဝိယာဖြစ်တယ်ဆိုတော့အကျိုးတရားတွေကလည်း
အပေါ်ယံအကျိုးတရားတွေပါပဲအရေးမြင့်ကြတဲ့အကျိုးတရားမဟုတ်ပါဘူးကိုကြီးနေတဲ့အရေးကတော့ဟာလှုပ်ဖို့ညာလှုပ်ဖို့ဘာမှမလှုပ်ဖို့ဆိုတဲ့အပေါ်ယံအရေးမြင့်မကြတဲ့အကြောင်းတရားတွေကိုအဓိကထားတယ်ဘာဖြစ်ဖို့ညာဖြစ်ဖို့ဘာမှမဖြစ်တော့ဘူးဆိုတဲ့အပေါ်ယံအကျိုးတရားတွေကိုပဲအဓိကထားပါလေအပေါ်ယံဆွဲအောင်မဖြုတ်နိုင်တဲ့အခါကျတော့အပေါ်ယံမှာပဲလမ်းဆုံးနေတော့တရားထုတ်တယ်ဘယ်လိုကျင့်နေညာလိုကျင့်နေတာဘာမှမလုပ်ပဲနေတယ်အပေါ်ယံအကြောင်းတရားပါပဲဟိုကျင့်ဒီကျင့်တော့ဟိုဖြစ်ဒီဖြစ်တယ်ဘယ်လိုဖြစ်သွားတယ်ညာလိုဖြစ်သွားတယ်အဲ့ဒါကိုပဲတရားနားလည်သွားတယ်ဒါအပေါ်ယံအကျိုးတရားပါပဲဘာမှမလုပ်ပဲနေတယ်အဲကြောင့်ဘာမှမဖြစ်တော့ဘူးအပေါ်ယံအကျိုးတရားပါပဲဟောတကယ်အရေးမြင့်ကြတဲ့အကြောင်းတရားတော့အဓိကထားတာကအကြောင်းတရားမှားရမှန်တာအဓိကထားတာအကြောင်းတရားမှားမှဆိုရင်လည်းစိတ်ကအကျိုးတရားပါပဲမှားမှဆိုရင်မှုတွေကအကျိုးတရားပေါ့နားလေတာနားမလဲတာကိုအဓိကထားမှုကအရေးမြင့်ကြတဲ့အကြောင်းတရားပါပဲဒီနားလေတာနားမလဲတာကိုညှစ်တွယ်မှုကအကျိုးတရားပါပဲကျမ်းမာတာမကျမ်းမာတာကိုအဓိကထားတာကအကြောင်းရင်းပါပဲကျမ်းမာတာမကျမ်းမာတာကိုညှစ်တွယ်နေမှုကအကျိုးတရားပါပဲအရေးမြင့်ကြတဲ့အကျိုးတရားပဲအဲ့တော့အကြောင်းရင်းဆိုတာလဲသုတ်ကံမှာမဟုတ်ပါဘူးဒါအပေါ်ယံပဲဒါမှအမှန်ကန်ပဲအစစ်မှန်ပဲဒီလိုမျိုးသုတ်ကံမှာတော့မဟုတ်ပါဘူးဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတာပုဂ္ဂိုလ်တ attva ဖြစ်တယ်ကျမ်းမာဖြစ်တယ်ဒါတွေကအပေါ်ယံပဲဒီလိုမျိုးအပေါ်ယံအကျိုးတရားတွေပဲဒီလိုသုတ်ကံမှာတော့မဟုတ်ဘူးပေါ့လူဖြစ်တာနတ်ဖြစ်တာကိုယောက်ျားဖြစ်မိန်းမဖြစ်ကိုညှိတွယ်နေမှုဒါအရင်မြင့်ကြတဲ့အကျိုးတရားပဲဒီလိုမျိုးသုတ်ကံရမှာတော့မဟုတ်ဘူးအကြောင်းရင်းဆိုတာကဆွလွတ်ရမှာသုတ်ကံရင်မှားတယ်ပေါ့အကြောင်းရင်းပဲအကျိုးရင်းပဲဒီလိုမျိုးအပေါ်ယံအကြောင်းတရားပဲအပေါ်ယံအကျိုးတရားပဲဒီလိုမျိုးသုတ်ကံရမှာမဟုတ်ပါဘူးသုတ်ကံစရာတော့မဟုတ်ဘူးကိုကသုတ်ကံညင်နေတော့ဘာလို့ရမလဲဟိုလို့ဒီလိုလောက်တာကိုသုတ်ကံတာပါပဲဘာဖြစ်တာလဲဖြစ်ပေါ်တဲ့အကျိုးတရားတွေကိုသုတ်ကံတာပါပဲဘာလို့လဲဆိုတာဘလို့လဲဆိုတာတွေကဖြစ်ပေါ်တဲ့အကျိုးတရားတွေကိုသုတ်ကံတာပါပဲအဓိကထားမှုတွေကအရေးမြင့်ကြတဲ့အကြောင်းတရားပဲသုတ်ကံမှုတွေကအကျိုးတရားပါပဲဒီအကြောင်းတရားကအကြောင်းရင်းကဆွလွတ်ရမှာပါအကြောင်းသက်တယ်ဆိုတဲ့နေရာမှာဖြစ်ပေါ်နေတဲ့အဓိကထားမှုကိုဆွလွတ်ရမယ်ဖြစ်ပေါ်ခဲ့တဲ့အဓိကထားနေမှုတွေကိုလည်းဒါသုတ်ကံရမှာတော့မဟုတ်ဘူးပေါ့ဖြစ်ပေါ်နေတဲ့အဓိကထားမှုကိုလည်းဘာဖြစ်နေတယ်ဘာအဓိကထားနေတယ်အချိန်အဓိကထားနေတယ်နေရာအဓိကထားနေတယ်ဒီလိုမျိုးသုတ်ကံရမှာမဟုတ်ပါဘူးနောက်ဖြစ်ပေါ်မဲ့အဓိကထားနေမှုတွေကိုလည်းသုတ်ကံရမှာတော့မဟုတ်ပါဘူးသူကဖြစ်ပေါ်နေတဲ့အဓိကထားမှုကိုဆွလွတ်ရမယ်တရားနာထောင်နေဆိုလဲဒါပြောတာတွေကိုအဓိကထားမယ်အဓိပ္ပာယ်ကိုအဓိကထားမယ်အဲဖြစ်ပေါ်နေတဲ့အဓိကထားမှုကိုဆွလွတ်ရမယ်တကယ်လို့ရမှာကအဓိကထားမှုကတော့ဖြစ်နေမှာပါပဲအဲဖြစ်ပေါ်နေတဲ့အဓိကထားမှုကအရင်းမြင့်ကြတဲ့အကြောင်းတရားပါပဲအဲ့လိုအဓိကထားမှုကြောင့်ညှစ်တွယ်မှုတွေဖြစ်ပါတယ်နေရာအဓိကထားမှုကြောင့်နေရာနဲ့ပတ်သက်တဲ့ညှစ်တွယ်မှုပေါ့သဘောကျတယ်သဘောမကျဘူးညှစ်တွယ်လို့ပါပဲလှုပ်တဲ့လှုပ်ကိုဘာလုံးညာလုံးဆိုတာအဓိကထားတော့ညှစ်တွယ်မှုဖြစ်ပါတယ်အဲ့အဓိကထားမှုကိုဆွလွတ်ရမယ်သူကမဆွတ်မဲနဲ့သုတ်ကင်တာတော့ထုံနှန်းစင်လာပေါ့အဲ့ထုံနှန်းစင်လာကိုချိုးရမယ်ဘာဖြစ်နေတယ်လို့သုတ်ကင်ပြီးပြောနေတာမဟုတ်ပုရုသင်ဖြစ်နေတယ်အပေတကားပွင့်နေတယ်ဒီလိုမျိုးသုတ်ကင်ပြီးတော့မှဖြစ်စဉ်တစ်ခုခုအခြေအနေတစ်ခုခုကိုသုတ်ကင်ပြီးတော့မှပြောနေတာမဟုတ်အဲ့လိုသုတ်ကင်မှုကိုဆွလွတ်ဖို့ပါပဲအရင်းမြင့်ကြတဲ့အကြောင်းတရားကိုတတ်ဖို့ပဲအစွဲဖြုတ်ဖို့ပါပဲအဓိကထားတာအစွဲပါပဲဘာယောဂီဖြစ်နေတယ်ဘယ်လိုလုပ်ရမလဲဒီလိုမျိုးဘာဖြစ်တာညာဖြစ်တာကိုအဓိကထားပြီးပြောနေတာမဟုတ်ပါဘူးဘယ်လိုလုပ်တာညာလိုလုပ်တာဆိုတဲ့နိလန်းကိုအဓိကထားပြီးတော့မှဟောတာမဟုတ်ပဲအဲ့ဒီလိုမျိုးဖြစ်ပေါ်နေတဲ့အဓိကထားမှုဆွလွတ်ဖို့ပါပဲအဓိကထားမှုဆိုတဲ့အစွဲရမျိုးမျိုးဆိုတော့ဆွလွတ်ရမှာတွေကလည်းဆွလွတ်ရမှာတော့အဓိကထားမှုပဲပေါ့
ဒါပေမဲ့အမျိုးမျိုးနဲ့ပတ်သက်နေတဲ့အဓိကထားမှုပါပဲနိလန်းကိုအဓိကထားတယ်ဆိုရင်အဲ့ဒီအဓိကထားမှုကိုစွန့်ရမယ်ဘယ်လိုလုပ်ရမလဲဆိုရင်နိလန်းကိုအဓိကထားပြီးတော့မှတရားနာမယ်တရားစာအုပ်ဖတ်မယ်တကယ်တမ်းလုပ်ရမှာကအဲ့ဒီလိုနိလန်းကိုအဓိကထားမှုကဖြစ်ပေါ်နေတယ်ဆိုလဲအဲ့ဖြစ်ပေါ်နေတဲ့အဓိကထားမှုကိုစွန့်လို့ရမယ်နိလန်းကိုစွန့်တာတော့မဟုတ်အဲ့နိလန်းကိုအဓိကထားမှုကိုနိလန်းဆွဲကိုဖြုတ်တာပါဒါကိုယ့်ရဲ့အသိဉာဏ်ကအပေါ်ယံဆိုတော့လေးလေးနက်နက်နားလည်ဖို့ကခက်ခဲနေတယ်ပေါ့အဲ့ဒါကြောင့်လဲဒါဆရာသမားရဲ့ကူညီလိုပါတယ်အသိဉာဏ်အပေါ်ယံဖြစ်နေတယ်ဆိုရင်နားလည်မှုကလည်းအပေါ်ယံပဲလောက်ရကလည်းအပေါ်ယံပေါ့ပြက်ပြက်ပဲဖြစ်နေမယ်ပေါ့ပါရမီမဖြစ်ဘူးကိုလှုပ်တတ်လို့လှုပ်တာတော့ကုသိုလ်ဖြစ်ပဲကိုမှကုသိုလ်ဖြစ်အောင်အကုသိုလ်ဖြစ်အောင်လုပ်နိုင်တဲ့စွမ်းရည်တတ်သိပဲရှိတာလှုပ်တတ်တယ်လို့လုပ်မယ်ဆိုရင်တော့ကုသိုလ်ဖြစ်အောင်ပါပဲကုသိုလ်ဖြစ်အောင်လည်းတော့ပါရမီမဖြစ်သေးပါဘူးပါရမီဖြစ်ဖို့ကြတော့ဘုရားတရားတန်ခါနဲ့ပတ်သက်ဖို့လိုတယ်ဒီလိုပတ်သက်တဲ့အတွက်ဖြစ်ပေါ်တဲ့ကောင်းတဲ့ဓာတ်တွေဆိုးတဲ့ဓာတ်တွေဒါတွေကိုခံနိုင်မှုဒါတွေနဲ့ပတ်သက်တဲ့ညှိတွယ်မှုကိုလည်းဆွလွတ်နိုင်မှုလိုအပ်ပါတယ်ဘယ်သူနဲ့မှမပတ်သက်ပဲနဲ့ကိုယ့်အကိုကြင်ကြံအထုတ်ဖို့ကလွယ်ကူပါတယ်ထင်အောင်ဆိုင်မှုကလွယ်တယ်ဘုရားတရားတန်ခါနဲ့ပတ်သက်ပြီဆိုတဲ့ဟောဘုရားတရားတန်ခါနဲ့ပတ်သက်တဲ့အများရဲ့ဓာတ်ကိုလည်းခံရမှာပါပဲအဲ့တော့ဓာတ်ခံနိုင်မှုလိုအပ်ပါတယ်တော့အခုလိုလေးလေးနက်နက်နားလည်ဖို့ကလည်းဒါအခုလိုဟောတဲ့တရားတွေနဲ့ပတ်သက်ဖို့လိုတယ်ပေါ့ဒီလိုပတ်သက်ပြန်တော့လဲဒါကိုလိုပတ်သက်တဲ့လူအချင်းချင်းရဲ့ဓာတ်ကိုခံနိုင်ဖို့ကလိုအပ်ပါတယ်ဘယ်သူတော့လဲဒါတရားလုံးနဲ့မပတ်သက်ခင်တော့ယောဂီတွေရဲ့ဓာတ်ကိုမခံရဘူးပေါ့ကြည်ကြံအထုတ်တဲ့အလုပ်ကိုသာနာပြုတဲ့ပုဂ္ဂိုလ်တွေရဲ့ဓာတ်ကိုဟောကြားတဲ့ဆရာသမားတွေရဲ့ဓာတ်ကိုမခံရဘူးပေါ့အဲ့တော့ပတ်သက်တယ်ဆိုတော့အမျိုးမျိုးပြောတာကိုတော့ကြုံရတာပါပဲအမျိုးမျိုးပြုလုပ်တာကိုကြုံရမယ်အမျိုးမျိုးတော့အတွေ့အကြုံတွေတော့တွေ့ကြုံရမှာပါပဲဒါတွေမတွေ့ကြုံခြင်းမဲနဲ့လည်းပတ်သက်လို့ကမရပြန်ဘူးတော့ဘုန်းကြီးဖြစ်လာတယ်ဆိုတော့ဒါတခြားဘုန်းကြီးတွေရဲ့ဓာတ်ကိုတော့ခံရတာပါပဲအမျိုးမျိုးတော့အတွေ့အကြုံတွေတော့ဒါတွေ့ကြုံရတာပါပဲဒါတွေမတွေ့ကြုံခြင်းမဲနဲ့လည်းဒါဘုန်းကြီးတော့မဖြစ်ဘူးပေါ့ဘုန်းကြီးဖြစ်လို့လည်းဒါဘုရားရှင်ရဲ့တာဝန်ကိုပို့ပြီးတော့မှပြပြပြင်းထမ်းဆောင်နိုင်တယ်လို့တစ်ဖက်မှာအမျိုးမျိုးတော့ဘုရားရှင်ရဲ့တပည့်သားတွေရဲ့ဓာတ်ကိုလည်းခံရတာပါပဲဒီလိုကတော့ရှိမှာပဲလူဆိုတာကတယောက်တည်းမဟုတ်တော့ဘုရားတရားတန်ခါနဲ့မပတ်သက်ပဲကိုယ့်ကိုယ်ဘုရားလုပ်ပြီးကိုးကွယ်မယ်ဆိုရင်တော့ကိုလိုသူလိုပေါ့ကိုယ့်ကိုယ်ကိုဘုရားလုပ်တဲ့လူချင်းချင်းနဲ့တော့ပတ်သက်နေမှာပဲသူများရဲ့လွန်မို့မှုကိုတော့ခံရမှာဆိုလိုတာကလူသားတယောက်အနေနဲ့တော့ပုံတရံတစ်ခုကိုတော့အမျိုးမျိုးတော့လူသားတွေတဲကပုံတရံတစ်ခုကိုတော့ယူထားမှာပဲပေါ့အမျိုးမျိုးတော့လူစိတ်တွေတဲကမျိုးမျိုးတော့စိတ်ဓာတ်တွေတဲကဒါစိတ်ဓာတ်တချို့တော့ copy ကူးထားမှာပါပဲအဲ့တော့ကိုလိုသူရအချင်းချင်းရှိမှာဖြစ်တယ်လို့ကိုနဲ့မတူတာတွေကလည်းရှိနေမှာပဲအဲ့တော့အချင်းချင်းရဲ့ဓာတ်ရောတူညီတာတွေရဲ့ဓာတ်ရောပေါ့မတူညီတာတွေရဲ့ဓာတ်ကိုလည်းခံရမှာပါပဲအဲ့တော့အကြောင်းရင်းကိုတတ်တယ်ဆိုတာကြတော့ဖြစ်တာမဖြစ်တာတွေပြုလုပ်တာမပြုလုပ်တာတွေတူညီတာမတူညီတာတွေနားလဲတာနားမလဲတာတွေဒါတွေနဲ့ပတ်သက်နေတဲ့ဖြစ်ပေါ်နေတဲ့အဓိကထားမှုကိုဆွလွတ်ဖို့ပါပဲမဆွတ်နိုင်တော့နားမလဲတာပြဿနာကိုနားလဲတာနားမလဲတာဆိုတာဦးဇင်းတို့လည်းဒါအခုချိန်ထိလည်းဒါနားမလဲတာတွေကတော့ရှိနေတယ်အဲနားမလဲတာနားလဲမှုတွေလည်းရှိတယ်ငကိုနားလဲမှုလည်းရှိတယ်ပေါ့လွတ်လွတ်လပ်လပ်နားလဲမှုလည်းရှိတယ်ဒါပေမဲ့ညှိတွယ်မှုကင်းတော့ပြဿနာမဟုတ်ဘူးပေါ့နားမလဲတာလည်းပြဿနာမဟုတ်တရားနဲ့စတွေ့တော့နားမလဲတာကိုညှိတွယ်နေတော့ဒီနားမလဲတာကအကြီးကျယ်ပြဿနာဖြစ်နေတာဒီပြဿနာကိုဖြေရှင်းဖို့ပဲတရားလုပ်ကိုပို့ပြီးတော့မှလှုပ်ဖြစ်တယ်ပေါ့ပြဿနာဖြေရှင်းနိုင်တယ်ဆိုတာအစစ်ကြတော့အဲနားလဲတာနားမလဲတာနားလဲမှုကလည်းအမျိုးမျိုးပေါ့အမျိုးမျိုးတော့နားလဲမှုတွေတွေ့ကြုံရတယ်ပေါ့တရားထုတ်တဲ့အခါတရားထုတ်တဲ့သုံးနှစ်နီးပါးအချိန်ကာလအတွင်းမှာတရားနားထောင်လို့နားလဲတာရောစာဖတ်လို့နားလဲတာရောတကယ်ကြင်ကြံအထုတ်လို့နားလဲတဲ့နားလဲမှုတွေရောအကြီးအကျယ်ဆွန့်လွတ်လို့နားလဲတဲ့နားလဲမှုတွေရောနားလဲမှုအမျိုးမျိုးကတော့တွေ့ကြုံရတာပါပဲအဲ့ဒီနားလဲမှုကိုအဓိကထားမှုဆွန့်လွတ်ရမှာဆွန့်လွတ်နိုင်ရမှာပေါ့လူရင်းကအဲ့နားလဲတာနားမလဲတာမှာလမ်းဆုံးနေရမှာမဟုတ်အကြောင်းရင်းကိုတတ်မယ်ကျရဏကိုအရေးမြင့်ကြကြဖြည့်ရှင်းရမယ်နားမလဲလေအောင်ရှင်းနေတာမဟုတ်နားလဲတာနားမလဲတာနားလဲမှုအမျိုးမျိုးပေါ့နားမလဲမှုအမျိုးမျိုးတွေဒါတွေကိုအဓိကထားမှုကိုဆွန့်လွတ်နိုင်စေဖို့ပါပဲ
ကိုနားလေတာကတော့နားလေဖို့ပဲနားလေပြီးတာပဲနားမလဲတာပြဿနာပဲနားလေသွားရင်ပြီးသွားမှာပဲဒီလိုထင်နေတယ်ပြဿနာအစ်စ်ကနားလေမှုအမျိုးမျိုးတွေကိုအဓိကထားနေမှုအမျိုးမျိုးတော့နားမလည်မှုတွေဒါတွေကိုအဓိကထားနေမှုပါပဲအကြောင်းရင်းကိုတတ်မယ်အပေါ်ယံအကြောင်းတရားလေးတွေကိုတတ်တာတော့အပေါ်ယံအကြောင်းတရားလေးတွေပေါ့ကောင်းတာလို့ကောင်းတာဖြစ်မှာပဲဆိုပြီးမကောင်းတာလို့မကောင်းတာမဖြစ်ဘူးဆိုပြီးမကောင်းမှုကိုရှောင်မယ်ဒါအပေါ်ယံအကြောင်းတရားပဲရှိပါနေတယ်ကောင်းတာတွေရှောက်လုပ်မယ်အပေါ်ယံအကြောင်းတရားပါပဲအပေါ်ယံကောင်းတာကိုနားလေတဲ့ကောင်းတာမကောင်းတာမှလမ်းဆုံးနေတယ်ပေါ့ကိုသိဉာဏ်ကအပေါ်ယံပဲဖြစ်ပေါ်နေတဲ့အဓိကထားမှုဆွံ့လွှတ်ရမယ်အဓိကထားမှုဆိုတာလည်းဒါအမျိုးမျိုးနဲ့ပတ်သက်ပြီးတော့မှဖြစ်နေမှာပါပဲအဓိကထားမှုကတော့အဓိကထားမှုဆိုတဲ့အစွဲကတော့အစွဲပါပဲဒါပေမဲ့သူကဟိုစွဲဒီစွဲပေါ့လူတယောက်အနေနဲ့တော့ဒါဟိုစားဒီစားဟိုစားစရာလဲစွဲဒီစားစရာလဲစွဲဟိုလူလဲစွဲဒီလူလဲစွဲကိုကိုလဲစွဲမယ်သူများကိုလဲစွဲမယ်လူတယောက်အနေနဲ့တော့အစွဲတွေကမျိုးမျိုးဆိုတော့စိတ်နဲ့ပတ်သက်တဲ့အစွဲဆိုတာပို့ပြီးတော့မှများပါတယ်ပြိုတာလဲစွဲအိုတာလဲစွဲနာတာလဲစွဲသေတာလဲစွဲအဓိကထားနေတာလူတယောက်အနေနဲ့လားလူတယောက်အနေနဲ့စွဲတဲ့စွဲရအောင်မျိုးမျိုးပါပဲစိတ်နဲ့ပတ်သက်တဲ့အဓိကထားမှုဆိုတဲ့ဆွဲကပို့ပြီးတော့မှအင်မတန်ကိုများပါတယ်အဲ့ဒီအဓိကထားမှုတွေကိုစွန့်ရမယ်ဘာကိုအဓိကထားတယ်ဆိုတာတဲ့အဲ့ဒီအဓိကထားမှုကိုစွန့်လွတ်နိုင်ဖို့ကအဓိကထားမှုတွေကဖြစ်နေမှာပဲအဲ့ဘာဖြစ်တာညာဖြစ်တာအဓိကမကြောက်အဲ့ဖြစ်တာကိုအဓိကထားမှုကိုစွန့်လွတ်နိုင်ဖို့ကအဓိကကြတယ်တော့သူတို့လည်းဒါတရားထိုင်တဲ့အခါကျတော့ဝေဒနာပြင်းထန်တဲ့ဝေဒနာတွေကိုအကြီးအကျယ်တွေ့ကြုံရတာပဲပေါ့အပီပြင်းလို့တော့လဲကြုံတာပေါ့ညာတာတာလေးလုပ်မယ်ဆိုရင်တော့လဲသိပြီးတော့မှခန်းစရာမရှိဘူးဒါအပီပြင်းလို့တော့လဲဒါအပီပြင်းကိုခန်းရတယ်ဒါအပီပြင်းပြင်းထန်တဲ့ဝေဒနာတွေနဲ့ပတ်သက်ပြီးတော့မှဒါအစွဲဖြစ်ရတာပါပဲဒီပြင်းထန်တာတွေကိုဒီအမျိုးမျိုးတော့ဝေဒနာတွေကိုအဓိကထားနေမှုပေါ့ဝေဒနာကိုစွန့်တာတော့မဟုတ်ဒီဝေဒနာကိုအဓိကထားမှုကိုစွန့်ရတယ်တက်တာတွေနဲ့တက်တာတဲ့ဝေဒနာလေးကိုအဓိကထားမှုပေါ့မခံမရနိုင်ဖြစ်လဲတာအမှန်တန်ပြင်းထန်တဲ့ဝေဒနာတွေကိုအဓိကထားမှုကိုကြိုးစားပြီးတော့မှဆွံ့လွှတ်ရမယ်ဆွံ့လွှတ်နိုင်တဲ့စွမ်းအားကြီးလာစေဖို့မဆွံ့နိုင်တာမရှိအောင်တော့ကောင်းတဲ့ဝေဒနာဆိုလဲတာအကောင်းဆွဲရလဲအမျိုးမျိုးရှိတော့အမျိုးမျိုးတော့ကောင်းတဲ့ဝေဒနာတွေနဲ့ပတ်သက်နေတဲ့အဓိကထားမှုကိုလည်းဆွံ့လွှတ်ရတယ်အမှန်တန်တိမ်မွေးတာတွေတိမ်မွေးမှုကလည်းအမျိုးမျိုးဆိုတော့တိမ်မွေးတဲ့ဝေဒနာတွေကိုအဓိကထားမှုကိုလည်းဆွံ့လွှတ်ရတယ်မစွန့်နိုင်တာမရှိဖြစ်အောင်ပေါ့စွန့်လွတ်နိုင်တဲ့စွမ်းအားကြီးတဲ့ကြီးလာအောင်ကြိုးစားရပါတယ်မစွန့်နိုင်တာပြဿနာပဲဖြစ်တာပြဿနာမဟုတ်ခုလဲငါကျင်ကြိုက်ခဲမှုဆိုတာတွေကတော့ကိုယ်ခန္ဓာကြီးကိုသုံးရင်ဒီကိုယ်ခန္ဓာနဲ့ပတ်သက်တဲ့ဝေဒနာတွေကရှိမှာပဲစိတ်ကိုသုံးတယ်ဆိုလဲဒါစိတ်နဲ့ပတ်သက်တဲ့ဝေဒနာတွေကတော့ရှိမှာပဲအဲ့ဒါပြဿနာမဟုတ်ပါဘူးအဲ့ဒီအခြေအနေတွေကိုအဲ့ဒီလိုမတူညီတာတွေကိုအဓိကထားမှုစွန့်လွတ်နိုင်စေဖို့အဓိကပဲအဲ့တော့အကြောင်းရင်းကိုတတ်မယ်ရင်းမြစ်ကြတဲ့အကြောင်းတရားကဖြစ်ပေါ်နေတဲ့အဓိကထားမှုဘာဖြစ်တဲ့အကြောင်းပြောနေတာမဟုတ်ပုရုဇဉ်အစွဲကြီးနေပုရုဇဉ်ဖြစ်ကိုပုရုဇဉ်အရိယာဆိုတဲ့ဖြစ်ကိုအဓိကထားနေတယ်ဆိုတဲ့ဒါပုရုဇဉ်ဖြစ်ကိုအရိယာဖြစ်အောင်ကြိုးစားမှာဒီလိုမျိုးမဟုတ်အဲပုရုဇဉ်အရိယာဆိုတဲ့ကွဲပြားခြားနားမှုကိုအဓိကထားနေမှုကိုဆွန့်လွတ်ရမှာတကယ်လို့ရမှာနဲ့ကိုလှုပ်ချင်နေတာနဲ့တခြားစီပေါ့ကိုကတော့လူဆိုးလူကောင်းဖြစ်အောင်လှုပ်ချင်နေတယ်ပုရုဇဉ်ကိုအရိယာဖြစ်အောင်လှုပ်ချင်နေတယ်တဏှာကြီးလဲပတ်နေတာကိုပြတ်သွားချင်နေတယ်ဒါကြီးကအကျိုးတတ်တာပါတော့မှဆုံးမှာမဟုတ်တော့တကယ်မဆုံးတော့လည်းရုပ်ရှင်တွေကလို့ပြီးပါပြီဆိုပြီးဆုံးလိုက်ရတယ်လို့ပေါ့ကိုယ့်အကိုကြံဖန်ပြီးတော့မှဆုံးတတ်တာပဲရှိကိုလှုပ်ချင်လို့လုပ်မယ်ဆိုရင်တော့ကိုယ့်အကိုအဆုံးတတ်ထားတာပဲဖြစ်မယ်နားလည်သွားပြီအရိယာဖြစ်သွားပြီတဏှာကြီးပြတ်ပြီပေရကားပိတ်ပြီဆိုပြီးတော့မှကိုယ်ထင်မြင်ယူဆချက်နဲ့ကိုယ့်အကိုအဆုံးတတ်နေတာတွေကတရားလောကမှာအများကြီးပါပဲတကယ်ပြီးဆုံးအောင်လုပ်ဖို့ခက်ခဲတဲ့အခါကျတော့လေလွယ်လွယ်ကူကူပဲဏီကုန်းချုပ်လိုက်တာတကယ်ပြီးဆုံးတာစိတ်ကိုနားမလဲလို့ခေတ်ကလည်းထုံတန်းစင်လာအတိုင်းကြံဖန်ပြီးတော့မှလုပ်နေရတယ်လို့ပေါ့အကြံဖန်ဆိုတာဒါနေရာတကာမှာရှိနေပြီပေါ့ဘာလို့အကြံဖန်ပါနေတာပဲအကြောင်းရင်းကဖြစ်ပေါ်နေတဲ့အဓိကထားမှုဒါဖြစ်တဲ့အပိုင်းကိုမပြောဘူးအဲဖြစ်တာတွေကိုအဓိကထားနေမှုအပိုင်းဒါပြုလုပ်တဲ့အပိုင်းမှာအဓိကထားမှုပါနေတယ်ပေါ့အမှန်တရားဘယ်မလဲဆိုရင်ဒါနေရာရှားတဲ့တဲမှာရှားဖွေတဲ့အပိုင်းထဲမှာပါဝင်နေတဲ့အဓိကထားမှုကိုစွန့်ရမှာတကယ်လို့ရမှာလား
ဟိုနေရာဒီနေရာမှာလိုက်ရှာနေရမှာမဟုတ်ဘယ်လိုလုပ်တာမှန်တယ်လဲဆိုပြီးနီလန်းနေမှာလမ်းဆုံးနေရမှာမဟုတ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့မှစိတ်မတည်ရင်ဘူးမလုပ်ချင်တော့ဘူးဖြစ်တာတွေကိုအဓိကထားနေတာနားမလည်ဘူးဖြစ်တာကိုအဓိကထားတကယ်လို့ရမှာကအရေးမြင့်ကြတဲ့အကြောင်းတရားကဖြစ်တာနဲ့မဆိုင်ဖြစ်တာတွေကိုအဓိကထားမှုကိုဆွန့်လွတ်ရမယ်ပြုလုပ်တဲ့နေရာမှာပါဝင်နေတဲ့အဓိကထားမှုကိုဆွန့်လွတ်ရမယ်အစွဲနဲ့လုပ်နေတာဖြစ်တဲ့အတွက်ပေါ့လုပ်တဲ့ဘက်မှာအစွဲကပါနေတာပြုလုပ်တဲ့ဘက်မှာပါဝင်နေတဲ့အဓိကထားမှုဆိုတဲ့အစွဲကိုဖြုတ်ရမယ်ဘယ်လိုလုပ်ရမလဲဆိုပြီးတော့မှနီလန်းကိုအဓိကထားပြီးလုပ်ရမှာမဟုတ်နီလန်းကိုအဓိကထားမှုကိုဆွန့်ရဘယ်လောက်ကြာမလဲဆိုပြီးအချိန်ကိုအဓိကထားပြီးလုပ်နေတာအစွဲပါပဲအချိန်ကိုအဓိကထားနေတယ်ဆိုတော့ဖြစ်ပေါ်နေတဲ့အဓိကထားမှုကိုကြိုးစားပြီးတော့မှဆွန့်လွတ်ရမယ်တရားထုတ်တယ်ဆိုလဲဒါအမျိုးမျိုးဖြစ်တာတွေတော့ကြုံရမှာပဲအမျိုးမျိုးတော့တရားတွေ့ကြုံတွေတွေ့ကြုံရမယ်အတွေ့အကြုံတွေကိုအဓိကအတွေ့အကြုံမှန်တယ်များပေါ့အဓိကထားမှုကိုဆွန့်လွတ်ရမှာတကယ်လုပ်ရမှာကအတွေ့အကြုံနဲ့မဆိုင်ဒီလိုတွေ့ကြုံတဲ့ဘက်မှာအတွေ့အကြုံတွေကတော့အမျိုးမျိုးပေါ့ဒီတွေ့ကြုံတွေတွေ့ကြုံတဲ့ဘက်မှာပါဝင်နေတဲ့အဓိကထားမှုဆိုတဲ့အစွဲကိုဖြုတ်အောင်သာနာပြုတယ်ဆိုလဲဒါအမျိုးမျိုးတော့တွေ့ကြုံရမှာဒီလိုပြုလုပ်တဲ့ဘက်မှာပါဝင်နေတဲ့သာနာပြုတဲ့ဘက်မှာပေါ့သာနာပြုတဲ့အလုပ်ကိုပြုလုပ်တဲ့ဘက်မှာပါဝင်နေတဲ့အဓိကထားမှုအမျိုးမျိုးကိုဆွန့်လွတ်ရမယ်ဘယ်လိုလုပ်ရမလဲဆိုတဲ့အစွဲနဲ့လုပ်ရမှာမဟုတ်ပါဘူးပြုလုပ်တဲ့နေရာမှာပါဝင်နေတဲ့နီလန်းကိုအဓိကထားမှုကိုဆွန့်လွတ်ရမယ်ချိန်ကြည့်ပါပြီ